အားလုံးပဲမင်္ဂလာပါအင် ordinary guide channel ကနေပြီးတော့အားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒီဘက်တော့ကျွန်တော်စီမှာရှိတဲ့တခုခုနဲ့ပတ်သက်ပြီးတော့စမ်းလုပ်ကြည့်ခြင်းနဲ့စိတ်လေးအကြောင်းပြောပြချင်ပါတယ်အဲ့ဒီစိတ်ကနည်းနည်းတော့ထူးဆန်းတယ်ဗျာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ငယ်ငယ်ရင်တော့ပေါ့လေအရင်လည်းဆိုတာကဘယ်လိုပြောရမလဲ15 16 14 15တော့ကျွန်တော်တငယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာဆက်လက်တောက်တဲ့ထားပါတော့အရက်စတောက်တဲ့အချိန်မှာအေးစမ်းလုပ်ကြည့်မယ်ပေါ့ဒီလိုမျိုးအဲ့စမ်းလုပ်ကြည့်မယ်ဆိုတော့စိတ်ကနေစပြီးတော့ကျွန်တော်တို့တကယ်လှုပ်ဖြစ်သွားရောဗျာထားအဲ့လိုမျိုးပုံစံလည်းရှိတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့အဲ့ဒီစမ်းလုပ်ကြည့်မယ်ဆိုတော့စိတ်ထားလေးကိုကျွန်တော်တို့ကဒီမြင်ကောင်းတဲ့လေးကျင်တွေဘက်မှာကျတော့လှုပ်ဖို့ဆိုပြီးတော့အတွေးမရှိခဲ့ဘူးဒါပါကျွန်တော်တို့ဘယ်လိုမျိုးຢာလေးလဲဆိုတော့စောက်စဖတ်ကြည့်ရပဲဖြစ်ဖြစ်ပေါ့လေစောက်တော့ကိုစဖတ်ကြည့်ရပဲဖြစ်ဖြစ်နောက်ပြီးကြရင်တရားလေး9မိနစ်4မိနစ်လောက်စထိုင်ကြည့်ရပဲဖြစ်ဖြစ်နောက်ပြီးကြရင်ဂျာနယ်လင်းတမျက်နှာလောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်တစ်ပိုင်းလောက်ပဲဖြစ်ဖြစ်စရေးကြည့်တာပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒီနေရာတွေမှာကျတော့ကျွန်တော်စမ်းလုပ်ကြည့်မယ်ဆိုတဲ့စိတ်ထားကိုတော်များများမထားကြဘူးဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီຢာတွေကိုလှုပ်တဲ့အခါအဲ့ဒီကောင်းတဲ့ຢာတွေကိုလှုပ်တဲ့အခါမှာပေါ့လေကျွန်တော်ရဲ့စိတ်ထဲမှာစု reward ဆိုတဲ့စုလက်ခံရရှိမှုဆိုတဲ့ခံစားမှုမျိုးမရလို့နေမယ်။ဘာလို့လဲဆိုတော့စဉ်းစားကြည့်ဗျာ။စာအုပ်ဖတ်တာပဲဖြစ်ဖြစ် journaling ရေးတာပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်ကအဲ့ဒီအရာရဲ့အသီးပွင့်ကိုခံစားဖို့ကကျွန်တော်အများကြီးစိတ်ရှည်ရတယ်ဗျာ။ချက်ချင်းရသွားတာမျိုးမဟုတ်ဘူး။ပြီးတော့အဲ့ဒီအရာတွေကဒီနေ့ကျွန်တော်တို့ခုနလုပ်ခဲ့တဲ့ပျော်ရွှင်မှုထက်မတူတဲ့ငြိမ်းချမ်းတဲ့ပျော်ရွှင်မှုမျိုးပေးတဲ့အရာမျိုးတွေထဲမှာပါတယ်။ဒါပေမဲ့လူစိတ်ရဲ့သဘောတရားအရာကကျွန်တော်တို့ကချက်ချင်းလုပ်ပြီးသွားတာနဲ့တပြိုင်နက်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စုတစ်ခုခုကိုပြန်လိုချင်တယ်ဗျ။ဒါပေမဲ့တစ်ဖက်မှာကျတော့အဲ့ဒီဟိုဘက်ကကောင်းတဲ့အရာတွေကျတော့ဒီအရာနဲ့ပတ်သက်ပြီးတော့ရရှိမဲ့စုပါဗျ။အချိန်ကြာကြီးစောင့်ရတယ်။ကျွန်တော်တို့မှာကအဲ့ဒီလိုမျိုးစောင့်နိုင်တဲ့အရာကိုစိတ်ရှည်မှုမရှိတဲ့အတွက်ကြောင့်မို့ဒီကောင်းတဲ့အရာတွေဘက်မှာဆန်းလုပ်ကြည့်မယ်ဆိုတဲ့စိတ်ဓာတ်ကပေါ်မလာခဲ့ဘူးဗျာဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါဒီကောင်းတဲ့အရာတွေပေါ်မှာလဲစမ်းလုပ်ကြည့်မယ်ဆိုတော့စိတ်လေးထားပြီးတော့တဖြည်းဖြည်းချင်းနဲ့လုပ်ကြည့်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးတာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့တောင်းပေးလိုက်ပါတယ်အားလုံးဘိုင်ဘိုင်